လိုင်းတော့မရစ်ပါနဲ့ကွာရစ်နေတာမဟုတ်ဘူးရစ်နေတာမဟုတ်ဘူးရှင်ကိုသိသိချင်းလို့ပြောပြနေကျမမပြောတော့လေရှင်ကမသိဘူးလေပြောတော့လေရစ်တယ်ဆိုတော့ဗာလေရှင်ကကျမကိုအစတော့ကတော့ဒီလိုလေးပြုတ်ပြောတာလေးကိုကိုကချစ်လာပါရဲ့ကြိုက်လာပါဆိုအခုကျတော့ကျမဒီလိုတွေပြောတော့ရှင်ကရစ်တယ်လို့ထင်တယ်ပေါ့လေအဲ့လိုလည်းမထင်ပါဘူးမင်းအဲ့လိုပြောတာလေးကိုသဘောတွေကြနေတာရှင်အဲ့လိုပြုံးပြီးပြောတာကမဟုတ်တာရှင်စိတ်ထဲမှာကျမကိုတော်တော်ကြီးကိုစိတ်တူပြီးတော့လေရှင်ကလေကျမကိုလေပြီးနေညှက်သက်ချင်နေတာဒီမတမငါ့ကိုအဲ့လိုမျိုးတွေပြောနေတာငါစိတ်တွေတော်တော်တိုးနေပြီလို့ရှင်အဲ့လိုတွေးနေတာလေဟောအဲ့ဒီလိုမျိုးကိုဘွားမှာတခါမှလည်းမတွေးခဲ့ဘူးပါဦးမိမရဲ့ကိုတက်လက်ရဲ့တခါမှမတွေးဘူးဆိုတာတော့မဖြစ်နိုင်ဘူးရှင်တခါမှမတွေးဘူးဆိုရရှင်အ ਨੇ သုံးစိတ်ချိန်လောက်တော့ရှင်တွေးတယ်ဒုက္ခပဲကဲတွေးတယ်ကွာတွေးတယ်ကွာတွေးလားရှင်အဲ့လိုတွေးတယ်လို့ပြောရဲကွာရှင်အခါဆိုခါ200လောက်တော့ရှင်ကျမကိုတွေးလိုက်ဒုက္ခပဲကဲမိမငါတောင်းငါရှိကိုပြီးတောင်းမှာတယ်မိမရဲ့တောင်းပါလေဆိုတော့ကျမပစိမ့်နဲ့ပေါက်ချင်နေတဲ့စိတ်နေမလားဟုတ်ပါတော့ပစိမ့်နဲ့ပေါက်ပါလားမိမရဲ့ကဲမင်းဈေးသွားမှာမလားဟုတ်တယ်လေဈေးသွားမှာအခုပို့ပေးမယ်အတက်နေပါစီတော့ပြောမှသိတဲ့လူနဲ့တော့ကျမကသွားမနေတော့ဘူးကျမမှာ6ရောက်ပါတယ်ကျမသွားမယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုလည်းပြီးရောကွာအော်ကျမမှာသွားမယ်ဆိုတော့ရှင်အတီးချိန်လိုက်ပြန်ပြီကောဟာမင်းသွားမယ်ဆိုတော့ငါအတီးမတင်လို့ဘလို့ထင်ရမှာတော့ဟုတ်ပါတယ်ရှင်ကကျမကိုမပို့ချင်နေတာဟုတ်ရင်လည်းမပို့ချင်တာပါရှင်ဘယ်မိန်းမကိုပို့ချင်လို့ကျမကိုတင်ပြီးရောဆိုပြီးတော့ပြောတာလေပြောကြည့်လိုက်မင်းကငါပို့မယ်လို့တော့မမေးချစ်တော့နဲ့မင်းသွားမယ်ဆိုလို့လေကျမရွေးတာလေရှင်အလိုက်လေးတော့သိရမှာပေါ့အရင်ကဆိုလို့ရှိရင်အော်ငါချစ်သူလေးမျက်နှာလေးဘလို့လေးဖြစ်သွားတာနဲ့ဘလို့လေးစောင်းကြည့်လိုက်တာနဲ့ဘလို့လေးရွေသွားတာနဲ့ဘာလေးဖြစ်နေတာဘာတွေတွေးနေတာဆိုတာသိတာအခုရှင်မသိတော့ဘူးသိတယ်သိလို့လေအခုမင်းသွားမှာလားလို့မေးတယ်မင်းသွားမှာလားသွားမယ်လေဆန္ဒလည်းမသွားဘူးဘူးသွားမယ်ရွေးလို့တက်โอเคကူလာလို့ရှင်းလေးနဲ့တိုးမယ်လေရှင်ကျမကိုသိချောင်းကြက်နေတာမကြမ်းပါဘူးမင်းကိုရှင်းလေးနဲ့တိုးမယ်လို့လေငါပြောတယ်မင်းထိုင်နေလေဘာမှမဖြစ်ငါဆိုင်ကငါနိုင်တယ်အဆောက်အဦကြီးကကြိုးပြောလေတက်